အပြောဆိုမတတ်စိတ်နေသဘောထားမတတ်သည့်အတွက်ကြောင့်သွားပြီးတော့ကဲရဲ့ရှုပ်ချမိသွားရင်အဲ့ဒါတစ်သလုံးဒုက္ခရောက်ပြီးဘဝတန်တရားမှာကြည့်လေခောစုတ်တရာလောင်းကြည့်ပိစိကဗုဒ္ဓအိမ်ကြွလာတဲ့ပိစိကဗုဒ္ဓတပါးကခါလေးကုန်းနေတာဘာရဲ့လို့မဟုတ်ဘူးအပျော်လို့တာတို့ရဲ့ပိစိကဗုဒ္ဓကဒီလိုလေးကြွတယ်ဆိုပြီးတော့ရွှေခွက်ကလေးပွေ့ပြီးတော့ခါလေးကုန်းပြီးရည်စရာလို့တာကကုန်းမှကြီးဖြစ်နေနော်တကယ်ကတော့အဲ့ဒါမျိုးလေးကစပြီးတော့အတော်ကြောက်စရာကောင်းတယ်လို့အကုသိုလ်ကံဩဃတေနတထေသာဇလန်းကိုကြည့်လိုက်အောင်မယ်ဆိုရင်သူဇနီးတွေကဗာပြောလိုက်တော့သူတို့ဆူတောင်းတဲ့အခါလှူဒန်းပြီးဆူတောင်းတဲ့အခါဟိုအရှင်မြတ်ကသူတို့ဆူတောင်းပြည့်မှာကိုသိလို့ပြုံးလိုက်တာကိုသူကဘာမှတ်ချက်ပေးတော့ဆိုပြုံးတယ်ဆိုတာသူကသူပြုံးတာနေပါစေပေါ့မဟုတ်ဘူးတို့အရှင်ကနော်ခုခေတ်လို့ပြောရင်တော့အနုပညာသမားထမရဲ့လို့ပြောတာပေါ့နော်တို့အရှင်ကဒီစတ္တမနဲ့တူပါတယ်လို့နော်စတ္တမနဲ့တူပါတယ်လို့ပြောလိုက်တာဟိုယောက်ျားလို့တဲ့ပုဂ္ဂိုလ်ကလည်းသူဇနီးပြောတဲ့အတိုင်းအေးဟုတ်မှာပေါ့ကွာလို့ဒါနဲ့ပဲသူတို့ဇက်ကစားရတဲ့ဘဝမျိုးတွေရောက်သွားတာနော်အဲ့ဒါတကယ်စဉ်းစားကြည့်မယ်ဆိုရင်ဘာမှဖြစ်လောက်တာမဟုတ်ဘူးလို့ပြောရမယ်ဘာမှဖြစ်လောက်တဲ့မဟုတ်တဲ့ကံလေးကလည်းအကျိုးပေးတတ်တယ်ဆိုတာအဲ့ဒါကိုပြောတာနာဟိကမ္မံဝိနတတိတဲ့ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်ကိုလုံးမိတဲ့ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်သွားတဲ့အရာလေးဟာအကုသိုလ်ကံဆိုရင်အမဲဆက်ကလေးပေါ့ကုသိုလ်ကံဆိုလို့ရှိရင်တော့အဖြူကလေးပေါ့အဲ့ဒီနှစ်ခုစလုံးဟာပျောက်ပြက်သွားတာမဟုတ်ဘူးတဲ့မျိုးစိတ်ကလေးတွေဖြစ်သွားပြီတနေ့တစ်ချိန်ကျအခွင့်သာလို့ရှင်အပင်ပေါက်လာမှာပဲလို့ဒီလိုပြောတာနော်ဒါကြောင့်မို့တတိထားရတယ်ကိုယ်နဲ့မဆိုင်တာဆိုရင်မဝေဖန်မိဖို့မပြောမိဖို့ကိုယ်စိတ်ကိုတတိထားပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒရှိတယ်နာဟိနပရိတံဝိလောမာနိနပရိတံကတာကတံနဲ့သူတစ်ပါးရဲ့မသိမလျော်တဲ့ကိစ္စတွေဝေဖန်မနေနဲ့နော်နပရိတံဝီလောမာနိဆိုမလျော်ညီတဲ့ကိစ္စတွေမဝေဖန်နဲ့တဲ့ဟောကတာကတံလောက်တာမလောက်တာတွေတော့ဝေဖန်မနေနဲ့တဲ့ဒီလိုဆိုလို့တယ်နော်ဝေဖန်ပြီးပြောလိုက်မယ်ဆိုရင်ကိုယ်မှအကုသိုလ်ဖြစ်သွားနိုင်တယ်လို့ဒီလိုဆိုတာနပရိတံဝီလောမာနိနပရိတံကတာကတံအတ္တနောဝအဝိခေယကိုယ့်ကိုယ်ပဲချီလူတွေကသူများဝေဖန်လိုက်တယ်ဆိုရင်သူများဝေဖန်တဲ့စိတ်ကိုတော့ကောင်းတဲ့စိတ်လို့သွားထင်နေတာအဲ့ဒါကမကောင်းတဲ့စိတ်ဖြစ်သွားတယ်ဒါလေးကိုတတိထားဖို့လိုတယ်နော်အကုသိုလ်ဆိုတာလွယ်လွယ်လေးနဲ့ဖြစ်တယ်